သက်80အရွယ်အဖွားကြီးတယောက်ကကျမရဲ့ရေချိုးရည်ကိုတငုံလောက်မြည်ကြည့်လိုက်တာနဲ့သူ့ရဲ့တွန့်လိန်နေတဲ့ရင်ဘတ်တွေကချက်ချင်းဆိုသလိုတင်းရင်ပြေဖြိုးလာပါတယ်သူဟာအရန်ကိုစိတ်လှုပ်ရှားသွားပြီးအများများဆက်တောက်ပါတော့တယ်ကျမကတော့ရေချိုးကန်ထဲမှာဇင်ယူနေတော့ဆိုတာကိုတော့သူတတိမထားမိတော့ပါဘူးဒုတိယတစ်ကြော့တောက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့တင်မားတွေကလည်းပြန်လဲဆွင့်ကားတက်လာပါတယ်အဖွားကြီးဟာအသက်38နှစ်အရွယ်ကိုပြန်ရောက်သွားသလိုခံစားလိုက်ရတယ်ဒါပေမဲ့ပိုက်လေးနဲ့စုပ်တောက်နေရတာကိုသူအားမရတော့ပဲခေါင်းကိုရေထဲနှစ်ပြီးအားရပါရကိုတောက်ပါတော့တယ်ရေချိုးကန်ထဲကရေတွေဟာလည်းမြ မြဆန်ဆန်ပဲရောနေသွားပါတယ်တခုခုမှားနေပြီဆိုတာကျမသတိထားမိပေမဲ့သူ့ကိုမတားဘဲနဲ့တောင်ကူညီပေးလိုက်ပါသေးတယ်သူကရေချိုးကန်ထဲကရေတဝက်လောက်ကိုအသေးအတန်တောက်ချလိုက်တဲ့အခါမှာတော့သူ့ရဲ့ခြေလက်တွေနဲ့မျက်နှာကတိတိတသားကြီးဖောင်းကားလာပါတော့တယ်တွေ့ရတဲ့ကိုလုံးလေးကနေခဏချင်းတွင်းမှာပဲဘောတကောင်လိုဖောင်းကားပေါ်ရောက်လာပြီးကျန်းပြင်ပေါ်ကိုပုတ်ခနဲလဲကျသွားပါတော့တယ်တစ်ဖက်မှာလည်းသူကရေတွေကိုစုပ်ယူလိုက်တဲ့အတွက်ကျမရဲ့ကိုလုံးကအချိုးအစားပြည့်ဖြစ်ပြီးအားကျစရာကောင်းတဲ့ပုံစံမျိုးဖြစ်ပြောင်းလဲသွားပါတယ်ကျမသူ့နားကိုရှောက်သွားပြီးသူ့စီမှာရှိတဲ့ရွှေထည်ရတနာအားလုံးကိုချွတ်ယူလိုက်ပါတယ်သူဟာတကူလုံးဖောင်းပွားပြီးဘာမှမတတ်နိုင်ပဲလဲနေတာကြောင့်ကျမလို့တမျှကိုငိမ့်ခံနေုံကလွဲလို့ဘာမှမလုပ်နိုင်ပါဘူးသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုကျမသိမ်းပိုက်လိုက်တာကိုသူကြည့်နေုံပဲတတ်နိုင်ပါတော့တယ်အထူးသဖြင့်သူ့ရဲ့စိန်လက်စွပ်ကိုကျမသဘောကျမိတယ်ရတနာအားလုံးကိုဆင်မြန်းပြီးမှန်ရှိမှရက်ကြည့်ရင်ကျမရဲ့အပြစ်ပြောစရာမရှိတဲ့ကိုလုံးလှလှလေးကိုမိမောနေမိပါတယ်ကိုပွားကြီးကတော့အဲ့ဒီနေရာမှာပဲထောက်ရလဲလျောင်းနေပါစေတော့